အမားတို့အခုဒီမှာပေါ့နော်ခေါင်းဝင်လေးတစ်ထည့်ဆွဲပြမယ်ဒါအမသုံးမယ် free button ပေါ့နော်အမ ready made ထဲမှာပခုံးထောက်ပါတယ် free button ကိုအမသုံးထားပေးပါတယ်နော်ပြီးသွားပြီဆိုအမတို့ကခေါင်းဝင်ဘေးအကျယ်ကိုအမက3cm စီအမချဲ့တယ်ဒီနေရာမှာအမပြောချင်တာက3cm ဒီပုံသေးမဟုတ်ဘူးနှစ်သက်တယ်လို့ချဲ့လို့ရတယ်ပြီးသွားရင်အမတို့ဒီလိုပုံစံမျိုးလေးဆက်ပေးလိုက်ပါမယ်နော်ဟုတ်ပြီအမတို့အဲ့လိုဆက်ပြီးသွားပြီဆိုရင်အမတို့ကဒီတိုင်းဘလို့မရဘူးပေါ့နော်ဘေးဆိုင်နေမှာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးစားမယ်အဲ့တော့အပေါ်ကိုနှစ်ဖက်လုံးကို1 or 1.5 cm အမတို့တက်ပေးပါမယ်ပေါ့နော်တက်ပေးပြီးသွားရင်အမတို့အခုလိုမျိုးအမပြထားတဲ့ curve လေးနဲ့ဆက်ပြီးတော့အမကိုစားပေးပါမယ်နော်ရမယ်နော်ဒီလိုပုံစံမျိုးလေးဟုတ်ပြီအဲ့လိုမျိုးလေးစားပြီးသွားပြီဆိုရင်အမတစ်ချမ်းချင်းစီပြပေးမယ်ပေါ့နော်အမတို့အရှိချမ်းကိုအရင်အမစားပြပေးမယ်အမဒီပခုံးထောက်ကိုပိတ်မယ်ဘယ်ကိုရွှေ့မလဲဆိုတော့အမတို့အရှိကိုရွှေ့မယ်ပေါ့နော်အဲ့ဒီနေရာဒီအမတို့ခွဲဟလုပ်ပြီးတော့ရှုံတွန့်ကျိုးဆွဲပြီးတော့လေပင်တွန့်လေးလုပ်မယ်နေရာပေါ့နော်ပြီးသွားရင်အမလေပင်ပေါက်ဖောက်မယ်လေပင်ဘေးကျအမ 3cm ဒီနေရာမှာဒါဒီပုံသေးမဟုတ်ပါဘူးနော်လေပင်အောက်ကျသည်အမက 2.5 3.5 စသဖြင့်အမတို့ထားလို့ရပါတယ်ဒီနေရာမှာလည်းဒီနေရာဒါဒီပုံသေးမဟုတ်ပါဘူးเนาะပြီးသွားရင်အမတို့လေပင်လေးကိုဝိုက်လိုက်ပါမယ်เนาะအဲ့တော့ဒီဟာဆိုအမတို့လေပင်ရလာပြီပေါ့အဲ့ဒါကိုအမကလေပင်ပေါက်ကလေးကိုညှက်လိုက်မယ်เนาะဟုတ်ပြီနော်လေပင်ပေါက်လေးကိုအမညှက်လိုက်မယ်ညှက်ပြီးသွားပြီဆိုရင်အမတို့ပခုံးနောက်ကိုပိတ်မယ်တစ်ခုပိတ်ရင်တစ်ခုခွဲဟာလုပ်ပေးရပါတယ်နော်ကိုလိုချင်တဲ့နေရာကိုခွဲဟာလုပ်မယ်ပြီးသွားရင်အမတို့မလိုချင်တဲ့ထောက်ကိုအမတို့ပိတ်လိုက်ပါတယ်နော်ပြီးတော့ဒီကာဝင်ပုံစံဒီအမတို့က halter neck ပုံစံမျိုးကိုအမတို့တွားထားတာဖြစ်ပါတယ်เนาะအဲ့တော့အမတို့ဒီမှာအဲ့နေရာလေးကို halter neck ပုံစံဖောက်မယ်အဲ့တော့ဂျိုင်းကိုအမကအရန်ဟမှာဖြစ်တဲ့ကြောင့်1သို့မဟုတ် 1.5 cm အမတို့တက်ပါတယ်เนาะဒီတိုင်းဝတ်ရင်လည်းအမတို့ရပါတယ်เนาะဒါမဲ့တက်လိုက်တာကပိုအဆင်ပြေပါတယ်တက်ပါတယ်တက်ပြီးရင်အမတို့ကဒီကြံနေတဲ့လေပင်တဝက်ကလေးနဲ့အမ halter neck ပုံစံလက်ကလေးနဲ့ပဲအမဆွဲလိုက်တယ် cuff နဲ့နှစ်တန်ရင် cuff နဲ့ဆွဲပါเนาะလက်နဲ့နှစ်တန်ရင်လက်နဲ့ဆွဲပါပေါ့เนาะအမနှစ်သက်တယ်လို့ဆွဲလို့ရတယ်ဒီကာကိုဖောက်တာလေးလှနေဖို့ပေါ့ပြီးရင်အဲ့နေရာလေးဂျိုင်းလေးနည်းနည်းဟနေမှာဖြစ်တဲ့အတွက်ကြောင့်အမတို့ကစားပေးမယ်ပေါ့မစားပေးလဲရပါတယ်ဘာဖြစ်လို့လဲဆိုတော့အမတို့က free ဖြစ်တယ်လေပင်မှာကြိုးက adjust လုပ်ပြီးခြိလို့ရတယ်ဆိုတော့လေဒါပေမဲ့အမစားပေးလိုက်တယ် 0.5 သို့မဟုတ် 0.7 cm အမစားပေးတယ်ပေါ့เนาะသူ့ကိုလည်းအမတို့ကထပ်ပြီးတော့တိတ်ကတ်တယ်ဘယ်ကိုရောက်သွားမလဲဆိုတော့အခုနတော့စားတဲ့ကိုအမတို့အဲ့ထောက်အစားဒီဝင်သွားပါလိမ့်မယ်နော်အားကြောင့်မလို့အမကအဲ့ဒီထောက်ကိုအမမပိတ်သေးတာဖြစ်ပါတယ်เนาะဟုတ်ပြီပြီးရင်မနီလာလေးတွေပြန်ပြီးတော့ညှိမယ်ပေါ့ပြီးရင်အမကဒီမှာကိုလိုချင်တဲ့အနေထားလေးတွေမှာတော့ညှက်ချလိုက်တယ်ညှက်ချပြီးတော့ရင်အမမှာမူရင်းလေပင်ဆိုတာကြံရမယ်ပေါ့နော်အဲ့ဒါလေးကိုအမအခုတိုင်းပြီးတော့ဖယ်ပါမယ်နော်ဘာဖြစ်ဆိုတော့အမတော့ကျိုးဆွဲတွင်ဘယ်လောက်ကြံရမလဲဆိုတာရှိတာပေါ့အဲ့တော့အမကအဲ့တစ်ချမ်းကိုတိုင်းတယ်မှတ်တယ်ပြီးရင်အဲ့နေရာလေးနောက်ဖက်တစ်ချမ်းကိုအမဆက်တိုင်းတယ်ပေါ့နော်အဲ့မှာအမရဲ့လေပင်အကျယ်ပေါ့နော်မူရင်းလေပင်အကျယ်လေးရလာမယ်အဲ့တော့တယောက်နဲ့တယောက်လေပင်ပေါက်မတူတဲ့အပေါ်မှာတူချင်မှတူပါလိမ့်မယ်နော်အမဒီလေပင်ဒီတစ်ချမ်းစာဒီ17ရှိတယ်ဒါမျိုးကနောက်တစ်ချမ်းရှိအောင်ပါလေအဲ့ဒါကိုအမကနှစ်နဲ့မျှဝင်22အမရဲ့အရှိလေပင်ပတ်လေဒီ 22 cm ပါနော်အဲ့တော့အမကရှုံးတွန်းလုပ်ပြီး22 cm အမစီမှာကြံနေရပါမယ်ခောက်မဲ့အမတို့ညှက်မဲ့အပြန်လိုက်ကြည့်အမတို့ထွက်လာမယ်နော်အဲ့ဒါကိုအမတို့ကအရှိလေပင်ဒီတကြောကိုအမတို့ကခြေကျဲနဲ့နင်းမဲ့ပြီးရင်ရှုံမဲ့လေပင်နေရာလေးကိုဘယ်လောက်ကြံမဲ့22ကြံမယ်ရမယ်နော်အဲ့နေရာလေးကိုအမကဟာပြဲကြီးမထားချင်တော့အမကလာပီပါလေးနဲ့မြင်တာအောင်ဆိုပြီးတော့အမကဒီလိုတိတ်ကလေးကပ်ပြလိုက်ပါမယ်နော်ဟုတ်ပြီအဲ့ဒီဟာနေတဲ့နေရာလေးဒီအမတို့ကကျိုးဆွဲလို့ထွက်လာမယ့်နေရာလေးပါပေါ့နော်ရမယ်နော်အဲ့ဒါကိုအမတို့ကဒီတိုင်းမထားပါဘူးရိုလိုင်းနဲ့အမတို့လှိမ့်ပါမယ်နော်လှိမ့်ပြီးသွားရင်ဒီလိုအနေထားလေးရမယ်ဒီမညက်ပါနဲ့နော်သူရတဲ့အတိုင်းလေးပဲအမကိုညက်ပေးပါနော်ရမယ်နော်ဟုတ်ပြီဒါကအမပခုံးထောက်ကလေးပါတယ်ပတ်တန်ကနေပြတာပေါ့နော်မပါပတ်တောက်တစ်ခုမှမပါတဲ့ရိုးရိုးပတ်တန်ကနေလည်းအမတို့ဒီအင်ကြီးကထုတ်လို့ရပါတယ်ဒါပေမဲ့အခုလောဆယ်မှာဒါလေးနဲ့ပြပေးထားတယ်เนาะပြီးသွားရင်အရှိကိုလည်းပင်3ချက်ရင်ဘေးကိုလည်းအနောက်ကိုလည်းပင်3ချက်မဲလည်းပင်နောက်ကျက 2.5 သို့မဟုတ် 2 cm စသဖြင့်မှာတို့ထားလို့ရတယ်ဒီနေရာမှာဒါလေးဒီပုံသေးမဟုတ်ပါဘူးပြီးသွားရင်လည်းပင်ကိုအမဝိုက်လိုက်ပါတယ်เนาะhalter neck ပုံစံမျိုးဖောက်မယ်အဲ့တော့ဟိုဘက်ကိုလည်းဂျိုင်းကနေ 1.5 တက်ရင်သူ့ကိုလည်းအရှိမတက်ခဲ့တဲ့လောက်တက်ပေးပါเนาะပြီးသွားရင်အမကဒီမှာအနောက်လည်းပင်ရဲ့တဝက်အနေထားလောက်ကိုအမယူလိုက်ပါတယ်ယူပြီးသွားပြီဆိုရင်အမတို့ဖောက်လိုက်တယ်ပေါ့နော်အမလက်လေးနဲ့ပဲဆွဲတယ် cuff နဲ့ဆွဲခြင်းလည်း cuff နဲ့ဆွဲပေါ့နော်လက်နဲ့ကတော့ပို့ပြီးတော့အလိုက်တင်ပို့ဆွဲလို့ကောင်းမယ်ပေါ့နော်ပြီးတော့အမကြံတဲ့လေပင်ပေါက်လေးကိုအမတိုင်းမယ်ပေါ့နော်အခုနအရှိမတိုင်းတယ်လို့ပဲပေါ့
တိုင်းလိုက်တဲ့အခါမှာအမက8ကျန်ပါတယ်နော်2ချမ်းဆိုတော့2နဲ့မြောက်တော့16ပေါ့အမနဲ့အနောက်လေပင်ဒီရှုံးတွန်းလုပ်ပြီးသွားရင်16ကျန်ရမယ်ပေါ့နော်ဒါပေမဲ့အမားတို့ကဒီအနောက်ချမ်းဒီဆက်ကြောင်းပါတဲ့အတွက်ကြောင့်တစ်ချမ်းစီတွန်းရမှာအရှိလို့ပူးတွန်းရမှာမဟုတ်ဘူးเนาะပြီးရင်သူ့ကိုအမားတွန်းစာကိုဒီလိုဒဲပဲထုတ်လိုက်တယ်เนาะအနောက်ကိုပတ်တန်တစ်ခု200ချန်ပြီးတော့တွန်းလိုက်တွန်းစာကို10ရအနည်းဆုံးထုတ်တယ်เนาะ10ကနေ15စီရန်ထုတ်15အထက်ထုတ်လို့ရတယ်10ထပ်တော့အမားတို့နဲပေးလို့မရဘူးသူ့ကိုပိတ်နှစ်စာအမားတို့ညှက်ပေးရမယ်เนาะညှက်ပေးရမယ်အနောက်ကိုအမားတို့ကဆက်ကြောင်းနဲ့ပိတ်လာမယ်ပြီးရင်အပေါ်နားလေးကဟထားပေးရမယ်ဘာဖြစ်လို့လဲဆိုတော့အမားတို့ကျိုးထွက်မယ်လीเนาะလုံးဝအကုန်ပိတ်လိုက်လို့မရအောင်အဲ့နေရာမှာအမတို့က10 12လောက်အမတို့ဟာခဲ့ပေးမယ်เนาะအဲ့တော့အောက်ခြေကနေအမတို့တောက်လျှောက်ချုပ်လာမယ်အခုနအမမာကင်ပြတဲ့နေရာလေးမှာခြိတုပ်လိုက်မယ်เนาะအဲ့ဒါဆိုရင်အမတို့ကအနောက်ချမ်းဆက်ကြောင်းလေးနဲ့ထွက်လာမယ်เนาะအဲ့တော့အနောက်ချမ်းကိုရှုံးတုပ်လုပ်တဲ့အချိန်မှာဘဲကိုတက်တက်ရှုံးညာကိုတက်တက်ရှုံးအဲ့တော့ရှုံးပြီးဝိုင်းဘဲဒီ8စီယံကျန်ရမယ်ညာဒီ8စီယံကျန်ရမယ်ပေါ့ရမယ်เนาะဟုတ်ပြီเนาะအဲ့တော့အဲ့ဒီလိုမျိုးဒီလိုဒဲထုတ်တာမျိုးကအမတို့အရှိချမ်းမှလည်းထုတ်လို့ရတယ်ဒါပေမဲ့ဒေါင်းမပါတဲ့ပတ်တန်ကိုအမတို့သုံးပေးရမယ်အမစီမှာ ready to wear တက်ထားတဲ့သူတွေဆိုသိတယ် free ကိုမှဒေါင်းမပါတဲ့ပတ်တန်ကိုအမတို့သုံးပြီးတော့ဒီလိုအရှိကိုထုတ်လို့ရတယ်เนาะအဲ့တော့ဘေးနှစ်ဖက်ကိုပူးမယ်เนาะဟိုဘက်မှာတစ်ချမ်းဆက်ရှိမယ်ပေါ့เนาะဒီမှာသုံးမဲ့ကျိုးကိုအမကို100 cm လောက်သုံးပေးပါကျိုးရှိရှိလေးခြီးပြီးလှနေတာပို့လှတယ်เนาะကဲအဲ့ဒါဆိုဒါပါပဲတက်